အားလုံးပဲမင်္ဂလာပါ Hala Madrid Show ရဲ့ Facebook TikTok နဲ့ YouTube Channel တွေကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ Real Madrid အသင်းကတော့ဒီနေ့ညမြန်မာစံတော်ချိန်2နာရီခွဲမှာ Greek Club ဖြစ်တဲ့ Olympiacos နဲ့ကျွန်တော်တို့ဒါ Champions League ပွဲစဉ်အုပ်စုအဆင့်ပွဲစဉ်ဒါ5ပွဲမြောက်ကိုကျွန်တော်တို့ရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်ရှေ့4ပွဲမှာတော့ Madrid က3ပွဲနိုင်1ပွဲရှုံးနဲ့လက်ရှိplay off နေရာမှာကျွန်တော်တို့ရောက်နေရပါတော့ဒါပေမဲ့ဒီနေ့ညပွဲမှာကျွန်တော်တို့နိုင်ပွဲယူနိုင်မယ်ဆိုရင်ထိပ်ဆုံး10သင်းနေရာကိုဝင်လာနိုင်ခြေရှိတယ်နောက်ပြီးတော့ပြီးခဲ့တဲ့ရာသီကလိုမျိုး play off ကိုရှောင်ကျင်တယ်ပွဲချက်တွေကိုရှောင်ကျင်တယ်ဆိုရင်ဒီလိုပွဲမျိုးမှာကျွန်တော်တို့3မှတ်ရဖို့တော့အရေးကြီးတယ်ဒါပေမဲ့လက်ရှိရပိုင်းအတွင်းမှာပြီးခဲ့တဲ့ရပိုင်းမှာကျွန်တော်တို့ကြားနေရတဲ့သတင်းတွေတွေ့နေရတဲ့သတင်းတွေကတော့ Madrid အတွက်တိတ်မကောင်းဘူးဘာလို့လဲဆိုတော့နီးပြအလွန်ဆိုနဲ့ကစားသမားတွေကြားထဲမှာအနေငယ်ပြဿနာလေးရှိနေရဆိုပြီးတော့ report တွေကတော့ပေါ်ပြတာတယ်ဒါပေမဲ့တိတ်ကြီးကြီးမားမားတော့မဟုတ်ပါဘူးအသင်းကိုအုပ်ချုပ်နေတာ PS ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါ Madrid မှာကအရင်တော့ကြီးကျယ်တဲ့ပြဿနာမျိုးတော့ဖြစ်လာမှာမဟုတ်ဘူးကစားသမားတွေကရောအလွန်ဆိုကိုပြန်ပြီးတော့ကျွန်တော်တို့စီးစီးလုံးလုံးနဲ့နိုင်ပွဲတွေပြန်ယူပေးနိုင်မလားဇာဘီအလွန်ဆိုကရောအသင်းရဲ့အဝေလဲကန်းအတွင်းဒါစီးလုံးမှုပြိုကွဲနေတာတွေကိုပြန်ပြီးတော့ညှိနှိုင်းပေးနိုင်မလားကျွန်တော်တို့ဒီရက်ပိုင်းမှာနည်းနည်းလေးစောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့Madrid အနေနဲ့ဒီနေ့ညပွဲစဉ်မှာအမှတ်ရောခဲ့မယ်ဆိုရင်တိတ်ပြီးတော့အခြေအနေတော့မကောင်းနိုင်ဘူးဘာလို့လဲဆိုတော့ဒီလိုပွဲမျိုးနိုင်ကိုနိုင်ရမယ်နောက်ထပ်ရှေ့မှာ Man City တို့ဘာလို့လဲကန်ဖို့ရှိတဲ့အတွက်ကြောင့်မို့လို့ကျင်းဒီပေါ့အနိုင်ယူဖို့တော့လိုနေပါတယ်ဆိုတော့ Real Madrid ပရိသတ်တွေကရောဘယ်လိုမျိုးမျှော်လင့်ထားလဲကျွန်တော်တို့ည2နာရီခွဲမှာထိုင်းမှာဆိုတော့3နာရီမှာပြန်ပြီးတော့စုံပါမယ်ကျွန်တော်နောက်ထပ်မကြခင်လတွေမှာဆိုရင်ဒါ Watch Along အစီအစဉ်တွေပြန်လုပ်တော့မှာပါဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်